စစ်တောင်းတရားတင်စရက်ကြိုက်ထုံမျိုးမွန်ပြည်နယ်စစ်တောင်းမြစ်ပေါ်တွင်ပထမဆုံးဆောက်လုပ်သည့်တရားစစ်တောင်းတရားတင်စရက်သည်တံမဏိတံပေါင်းဂုံတရားအမျိုးအစားဖြစ်ပြီးမြန်မာပြည်မှာပထမဆုံးတည်ဆောက်ခဲ့တဲ့အေယာဝတီမြစ်ကူတရားအင်းဝတရားကြီးနဲ့အတူနာမည်ကျော်ကြားခဲ့တာပါစစ်တောင်းတရားကြီးကို1958ခုနှစ်တွင်စတင်တည်ဆောက်ခဲ့ပြီး1960ခုနှစ်မှာလုပ်ငန်းပြီးစီးပါတယ်စစ်တောင်းတရားတင်စရက်ကို1963ခုနှစ်မတ်လ23ရက်တော်လှန်ရေးနေ့မတိုင်ခင်4ရက်အလိုမတ်လ23ရက်နေ့ဖွင့်လှစ်ခဲ့တယ်လို့လည်းသိရပါတယ်စစ်တောင်းတရားတင်စရက်ကိုအင်္ဂလန်ကစကော့တလန်သားအင်ဂျင်နီယာမစ္စတာဂလန်ကတိစောက်ပေးပြီးတရားအမျိုးအစားကတံမဏိတံပေါင်ခုံတက်ဖြစ်ပြီးယထာလန်းနဲ့ကားလန်းပါရှိပါတယ်အင်ဂျင်နီယာမစ္စတာဂလန်သည်တနော်ကျွန်းကျေးရွာမိုးရသည်တွင်မိုးကြိုးများမကျအခဏပြစ်လေးရှိသောကြောင့်မိုးကြိုးကုန်းဟုယခုထိတိုင်အောင်အမည်တွင်လေသည်ထိုအရက်တွင်မစ္စတာဂလန်နေထိုင်ပြီးတရားပြီးစီအောင်တိစောက်ခဲ့သည်မစ္စတာဂလန်နေထိုင်သောအရက်မှာရေကန်ကြီးတစ်ခုရှိလေသည်ထိုရေကန်ကိုမစ္စတာဂလန်ကိုအစွဲပြုကာဂလန်ကန်အခုထိတိုင်အောင်ခေါ်နေကြပါသည်စုစုပေါင်းရှည်ခွန်တာအရှည်မှာအရှည်28.6မီတာ618မီတာဖြစ်ပြီးအကျယ်3.8မီတာကျယ်ပြီးလူသွားလမ်းအကျယ်မှာ2.93မီတာဖြစ်ပါတယ်တရားခုံး6ခုံးရှိပြီးကားလမ်းကိုအစွန်းထွက်တံပေါင်ရက်မပေါ်မှာတိစောက်ထားပါတယ်တရားခုံးကြီးတွေကိုခုခေတ်မှာလိုတရားတိုင်တွေပေါ်မှာတက်ဆင်တာမျိုးမဟုတ်ပဲတနော်ကျွန်းဘက်မြစ်ကမ်းနားကအုတ်ခုံပေါ်မှာတက်ဆင်လို့ပြီးမှမြည်ရည်တက်ချိန်ဝင်တင်ရင်ကြီး2စီးနဲ့မှာယူလာတရားတိုင်နှစ်ခုကြားမှာနေရာယူထားပြီးစောင်းဆိုင်မြည်ရည်ကြားမှာကွက်တိဖြစ်အောင်နေရာချတယ်လို့သိရပါတယ်တရားဖွင့်လှစ်ချိန်ကကြိုက်ထုံမျိုးနဲ့တည်ရှိတဲ့အရှိတောင်တိုင်းစစ်ဌာနချုပ်နယ်မြေဟာမြို့ပေါ်တွေမှာကလွဲလို့လုံခြုံရေးစိတ်မချရပါဘူးဒါကြောင့်စစ်တောင်းတရားရဲ့အရှိဘက်ကမ်းမှာကောအနောက်ဘက်ကမ်းမှာပါကြိုက်ထုခလာရ96ကနယ်မြေခံတပ်ကအပြင်စည်းကလုံခြုံရေးတာဝန်ယူထားရပါတယ်တရားတိဆောက်ချိန်လုံခြုံရေးကိုခလာရ108ကတာဝန်ယူပေးထားရပါတယ်တရားကိုကားနဲ့လူတွေဖြတ်တန်းဖို့နနက်6နာရီဖွင့်ပြီးညနေ6နာရီပိတ်ပါတယ်ယထာကတော့အချိန်မီသွားလာနိုင်ပါတယ်ဒီလိုလုံခြုံရေးကန့်သက်ချက်တွေရှိနေတော့တရားကိုအဝေးနီးဘယ်နေရာကမှတပ်ပုံရိုက်ခွင့်ပကြီးရေးဆွဲခွင့်မပေးပါဘူးအဲ့ဒီတုန်းကဗီဒီယိုမပေါ်သေးပါဘူးအဲ့ဒီခေတ်အဲ့ဒီအချိန်ကကင်မရာကလည်းရှာတော့ဘယ်သူမှလည်းတပ်ပုံမရိုက်ရဲပါဘူးဒီဘက်ခေတ်လုံခြုံရေးစိတ်ချရတဲ့ကာလကိုရောက်လာချိန်မှာစစ်တောင်းတရားကို24နာရီဖြတ်တန်းသွားလာခွင့်ပေးပါတယ်ယခုအချိန်မှာတော့ကြိုက်ထုံမြို့နယ်တိန်စရဲမြို့ရှိစစ်တောင်းတရားအဟောင်းအားစက်တင်ဘာ29ရက်နနက်6နာရီမှစတင်ကယာယီပိတ်ထားလိုက်ပြီးစစ်တောင်းတရားမုတ်ပလင်မှသာဝင်ထွက်ခွင့်ပြုသွားမည်ဖြစ်ကြောင်းသိရသည်အဆိုပါတိန်စရဲမြို့စစ်တောင်းတရားဟောင်းအားCOVID-19ယောဂကာကွယ်ထိန်းချုပ်တားဆီးရေးအနေဖြင့်အဝင်အထွက်ကို2019စက်တင်ဘာ29ရက်နနက်6နာရီမှစတင်ကယနေ့အချိန်ထိအောင်ပိတ်ထားကအနီးနားနေထိုင်ကြတဲ့မိဘပြည်သူများအနေဖြင့်တွာလာရေးရောင်းသူမြတ်ရေးကျန်းမာရေးပညာရေးတို့တွင်များစွာအခက်အခဲဖြစ်ကြရပါတယ်စစ်တောင်းတရားတစ်မှတွားရောက်ပေးရန်မြစ်တာရက်ခံထားကြောင်းသိရသည်ထို့ပြင်တိန်စရဲမြို့ရှိစိတ်ကမ်းသာဆက်လေးစိတ်ရွာမဆက်လေးစိတ်3အိမ်စုကြီးရွာဘက်ချမ်းရှိဆက်လေးစိတ်အမှတ်4ရက်ကွက်အဝိုင်းကြီးထက်လေးစိတ်နှင့်မုတ်ကမော်ခရွဲကြီးရွာများရှိဝင်ပေါက်လေးစိတ်အားလုံးကိုလည်းပိတ်ထားလိုက်ပြီးဖြစ်ကြောင်းနှင့်ရင်းကိစ္စနှင့်ပတ်သက်ပြီးဆက်လေးမောင်းသူများကိုလည်းအတိပေးထားပြီးဖြစ်ကြောင်းဦးတေစာကြီးကဆိုသည်အကယ်၍များစစ်တောင်းတရားတိန်စရဲမြို့ဘက်ချမ်းကိုတက်ဆိုင်ရာအစိုးရအဖွဲ့ကနေပြန်ဖွင့်ခွင့်ပြုလာရင်လည်းပြည်သူကိုကြိုတင်သိပေးသွားမှာပါလက်တလောကတော့ပိတ်ထားဖို့ပဲညွှန်ကြားထားပါတယ်တိန်စရဲမြို့ဘက်ကဝင်ပေါက်ကိုပိတ်လိုက်ပြီးဖြစ်တဲ့အတွက်ကိုမုတ်ပလင်လမ်းစုံမှာဖွင့်လှစ်ထားတဲ့ကျန်းမာရေးစစ်ဆေးရေးဂိတ်ကိုငကိုနေရာကနေရှေ့ဘက်နှစ်ဖာလုံလောက်ရွှေ့လိုက်ပြီးတော့ကျန်းမာရေးကျက်မှတ်စစ်ဆေးမှုတွေဆောင်ရွက်သွားမှာဖြစ်ပါတယ်ဟုဦးတေစာကြီးကပြောကြားသည်လက်ရှိအနေအထားအရဒေတာခန်များအတွက်တွားရေးလာရေးအခက်အခဲအနည်းငယ်ရှိမည်ဖြစ်တော်လဲယခုဆောင်ရွက်ချက်မှာမွန်ပြည်နယ်တစ်ခုရဲ့အတွက်ဆောင်ရွက်ခြင်းမဟုတ်ကြောင်းမိမိတို့နေရာမှာကရင်ပြည်နယ်နှင့်တနင်္သာရီတိုင်းဒေသကြီးအတွက်ပါအဓိကဝင်ပေါက်ဖြစ်နေကြောင်းနှင့်ယခုလိုဆောင်ရွက်ခြင်းသည်ပြည်နယ်အတွက်သာမကကရင်ပြည်နယ်နှင့်တနင်္သာရီတိုင်းဒေသကြီးအတွက်ပါကိုစားပြုဆောင်ရွက်ခြင်းကြောင်းဦးတေစာကြီးကဆက်လက်ပြောကြားသည်